မင်္ဂလာပါကျွန်တော်သူရရှိန်ပါဒီနေ့ဗီဒီယိုလေးမှာတော့လုပ်ငန်းရှင်တွေအနေနဲ့ risk တွေနဲ့ကြုံတွေ့ရတဲ့အခါမှာဘယ်လို manage လုပ်သင့်တယ်လဲဆိုတာကို TARA framework လေးနဲ့ပြောပြပေးခြင်းပါတယ်အဲ့တော့ TARA ဆိုတာက risk management လုပ်တဲ့အခါမှာသုံးတဲ့ framework တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ကတော့ EET level 3ကျောင်းသားတွေကိုစာသင်တဲ့အခါမှာဒီ concept လေးကိုဒီ framework လေးကိုထည့်ပြီးတော့သင်ကြားပေးတာဖြစ်ပါတယ်ခုခါမှာတော့လုပ်ငန်းရှင်တွေအတွက်လည်းဘ ഹു တုတရစီကိုမျှဝေပေးခြင်းဖြစ်ပါတယ်။ TARA ဆိုတဲ့စကားလုံးလေးလုံးမှာ T ဆိုတာကတော့ transfer ကိုပြောတာဖြစ်ပါတယ်။ A ဆိုတာကတော့ avoid ကိုပြောတာဖြစ်ပါတယ်။ R ကတော့ reduce ကိုပြောတာဖြစ်ပြီးတော့နောက်ဆုံး A ကတော့ accept ကိုပြောတာဖြစ်ပါတယ်။ကျွန်တော်တစ်ခုချင်းစီကိုအသေးစိတ်ရှင်းပြပါမယ်။အဲ့တော့ပထမအဆုံးဖြစ်တဲ့ transfer ပေါ့နော်။ဒီကိုယ်လုပ်ငန်းပေါ်မှာကြာရောက်လာမဲ့ risk ရှိမယ်။ဒီ risk ကိုကိုယ်တိုင်မထမ်းချင်တဲ့အတွက်ကြောင့်မလို့တခြားသူတယောက်အပေါ်မှာလွှဲပြောင်းပေးလိုက်တဲ့ပုံစံမျိုးကို transfer လို့ခေါ်ပါတယ်။နမူနာနဲ့ပြောပြရမယ်ဆိုရင်ကျွန်တော်တို့ရဲ့လုပ်ငန်းမှာတည်ယူပို့ဆောင်ရေးအတွက် truck ကားတွေနော် delivery truck တွေအများကြီးရှိတယ်ဆိုကြပါစို့။ဆိုတော့ဒီကားတွေဒါတစ်ခုခု accident ဖြစ်ခဲ့ရင်ကိုကပြင်ရမယ့်ကုန်ကျစရိတ်ကများပါတယ်။ကိုယ်တိုင်သာပြင်မယ်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့ကဒီ risk ကို insurance company ကို premium ကြီးပေးပြီးတော့ transfer လုပ်ထားလိုက်မယ်ဒါဆိုရင်ဒါ risk ကိုကာကွယ်တဲ့နည်းတစ်နည်းဖြစ်သွားတာပေါ့နော်ဒါ transfer ကိုသုံးသင့်တဲ့ condition ကကြတော့ဒီအန်ဒီယေ risk ဆိုတဲ့အန်ဒီယေပေါ့နော်ကြာရောက်နိုင်ခြေကနည်းပါတယ်ဒါပေမဲ့ကြုံခဲ့ရင်လည်း impact ကကြီးပါတယ်အဲ့တော့ပြောရင်တော့ high impact low likelihood လို့ပြောလို့ရတယ် impact ကကြီးမယ်ဖြစ်နိုင်ခြေကနည်းမယ်ဒီလိုအခြေအနေမျိုးမှာ transfer ဆိုတဲ့ strategy ကိုသုံးသင့်ပါတယ်ဒုတိယတစ်ခုကတော့ avoid strategy ဖြစ်ပါတယ်ဒါကတော့ကိုယ့်ရဲ့လုပ်ငန်းပေါ်မှာကြာရောက်လာမယ့်အန္တရာယ်ကိုလုံးဝရှောင်လွှဲလိုက်တဲ့နည်းပေါ့နော်သူကဘယ်လိုမျိုးလဲဆိုရင်ထုတ်လုပ်နေတဲ့ product line တစ်ခုမှာtoxic chemical တွေပါနေတယ်လူတွေကိုအန္တရာယ်ရှိစေတဲ့ chemical တွေပါတယ်လို့သိလိုက်ရတယ်ဒီချိန်မှာဒီလိုသာဆက်ပါနေမယ်ဆိုရင် company အပေါ်မှာlegal risk တွေကြာရောက်လာနိုင်တယ်ဥပမာတရားစွဲခံရတာတို့နာမည်ပြတ်တာတို့ပေါ့နော်ဖြစ်လာနိုင်တယ်ဒါဆိုရင်တော့ဒီ product line ကိုမထုတ်တော့ဘဲနဲ့လုံးဝရပ်လိုက်တာဟာအကောင်းဆုံးပဲဖြစ်မယ်ဆိုတော့အခုပြောခဲ့တဲ့နမူနာတစ်ခုကတော့ဒါ avoid strategy ပေါ့ risk ကိုလုံးဝရှောင်လွှဲလိုက်တဲ့နည်းဆိုတော့ဘယ်လိုအခြေအနေမှာဒီ avoid ကိုသုံးသင့်တယ်လဲဆိုလို့ရှိရင် high impact high likelihood လို့ပြောတယ်ဖြစ်နိုင်ခြေကလည်းဒီအန္တရာယ်ကြာရောက်လာနိုင်ခြေကလည်းတိတ်များတယ်ကြာရောက်လာခဲ့ရင်လည်းတက်ရောက်မှုကလည်းကြီးမားတယ်ပေါ့ဒီလိုအခြေအနေမျိုးမှာတော့ avoid strategy ကိုသုံးသင့်တယ်ဒါပေမဲ့တစ်ခုသတိထားရမှာက avoid strategy ကိုသုံးလိုက်တာကကိုယ့်အပေါ်မှာကြာရောက်လာမဲ့အန္တရာယ်တွေကိုလုံးဝရှောင်လွှဲလိုက်တာလည်းဖြစ်တယ်လို့ကိုရနိုင်တဲ့ opportunity ပေါ့အခွင့်အလမ်းတွေကိုလည်းဆုံးရှုံးသွားတာမျိုးလည်းထည့်သွင်းစဉ်းစားဖို့တော့လိုပါမယ်တတိယတစ်ခုကတော့ reduce ဆိုတဲ့ strategy ဖြစ်ပါတယ်ကိုယ့်အပေါ်ကြာရောက်လာနိုင်မဲ့အန္တရာယ်တွေကိုလုံးဝဖယ်ရှားပစ်ဖို့ကလည်းမဖြစ်နိုင်ဘူးဆိုရင်တော့ reduce လုပ်လို့လည်းရတယ်ဆိုရင်တော့ဒီ strategy ကိုသုံးသင့်ပါတယ်အဲ့တော့နမူနာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လုပ်ငန်းမှာ data entry တွေသွင်းတယ် data entry သွင်းတဲ့အခါမှာဘယ်လို risk တွေရှိလဲဆိုတော့ဝန်ထမ်းတွေကမှားယွင်းပြီးတော့သွင်းမိနိုင်တဲ့အန္တရာယ်တွေရှိတယ်ဒါပေမဲ့ဒီ risk ကကျွန်တော်တို့ရော့အောင်လုပ်လို့ရတယ်ဘယ်လိုလုပ်မလဲဆိုတော့ဒီဝန်ထမ်းတွေကိုကျွန်တော်တို့က training တွေပေးလို့ရတယ်system ဘိုင်းမှာ control တေချာလုပ်နိုင်အောင် training တွေပေးလို့ရတယ်ဒါဆိုရင်တော့အမှားဖြစ်နိုင်ခြေဟာလျော့နည်းသွားမှာဖြစ်တယ်ဆိုတော့ဒီ reduce strategy ကိုဘယ်လိုအခြေအနေမှာသုံးသင့်တယ်လဲဆိုလို့ရှိရင်သူကတော့ high likelihood low impact ဆိုတဲ့ strategy ပေါ့နော်ဖြစ်နိုင်ခြေကတော့အန္တရာယ်ကြာရောက်လာနိုင်ခြေကတော့များတယ်ဒါပေမဲ့ဒီအန္တရာယ်ကြောင့်ဖြစ်ပေါ်လာမဲ့ impact ကတော့နည်းတယ်ဆိုတော့ဒီလို condition မျိုးမှာတော့ reduce strategy ကိုသုံးသင့်ပါတယ်ဒါဆိုရင်နောက်ဆုံးပြောပြမဲ့ strategy လေးက accept ဆိုတဲ့ strategy ဖြစ်ပါတယ်သူကတော့ဘယ်လို condition မျိုးမှာသုံးရမလဲဆိုတော့ low likelihood low impact လို့ခေါ်ပါတယ်ဖြစ်နိုင်ခြေလည်းနည်းပါတယ်ဖြစ်လာရင်လည်းတက်ရောက်မှု impact ကလည်းနည်းပါတယ်ဆိုတော့ဒီလိုအခြေအနေမှာတော့accept ဆိုတဲ့ strategy ကိုသုံးလိုက်မယ်အဲ့တော့ဒီအန္တရာယ်ကိုကျွန်တော်တို့ကလုံးဝshort ချဖို့တကယ်တော့ကြိုးစားကြည့်သေးတာပေါ့နော်short ချဖို့လည်းကြိုးစားတယ်short ချဖို့ကြိုးစားတဲ့အခါမှာကုန်မဲ့ကုန်ကျစရိတ်က
ဒီဆုံးရှုံးနိုင်ခြေထက်တောင်မှများနေသေးတယ်ဥပမာပြောရရင်ကျွန်တော်တို့ကအာမခံကိုယ့်ရဲ့ product ကိုအာမခံထားပေးလိုက်တယ် warranty ပေးထားလိုက်တယ်ဒါဆိုလို့ရှိရင်client တွေကသူတို့ရဲ့ product တွေတစ်ခုခု fault ဖြစ်ပြီဆိုရင်ကျွန်တော်တို့လာပြီးတော့လဲခိုင်းမယ်လာပြီးတော့ပြင်ခိုင်းမယ်အဲ့တော့ဒီလိုလာလဲခိုင်းမယ်ဒီလိုလာပြင်ခိုင်းမယ် condition မျိုးကလည်းအမှန်တမ်းနေတယ်ဥပမာအလုံး100လောက်ရောင်းထားမှ1% 2% လောက်ပဲပြတ်တဲ့ product မျိုးဒါဆိုလို့ရှိရင်ပြဿနာမရှိဘူးလေဒီလောက်အရေးအတွက်နည်းနည်းလေးပဲလာလဲတာတော့ကျွန်တော်တို့လက်ခံပေးလို့ရတယ်နောက်ပြီးတော့ဒါလာလဲပေးတဲ့အတွက်ဒီ product ရဲ့တန်ဖိုးကလည်းမပြောပါတော့တဲ့ amount ပဲရှိတယ်ကိုလက်ခံနိုင်တဲ့အတိုင်းအတာရှိတယ်ဆိုရင်เนาะ okay လဲပေးလိုက်မယ်ပေါ့ဒါကတော့ကျွန်တော်တို့ကြားရောက်လာမယ် risk ကိုကျွန်တော်တို့ကလက်ခံကြည်ကြည်နက်နက်လက်ခံလိုက်တဲ့သဘောမျိုးဖြစ်ပါတယ်အခုဆိုရင်တော့ Tara ဆိုတဲ့ framework လေးကိုကောင်းကောင်းနားလည်ပြီးလို့ထင်ပါတယ်ဆိုတော့မိမိတို့ရဲ့လုပ်ငန်းမှာဒီလိုမျိုးအန္တရာယ်တွေ risk တွေကြားရောက်လာတဲ့အခါမှာအခုပြောပြခဲ့တဲ့ Tara framework လေးနဲ့ကျင့်သုံးပြီးတော့အသုံးချလို့ရမယ်လို့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်